ကျမတို့တွေဒီနေ့ကစပြီးတော့အတူတူတရုပ်စာလေ့လာကြမယ်တရုပ်စာကိုမှအရေးကိုတနေ့ကို3လုံးနဲ့နေ့တိုင်းပုံမှန်လေ့လာရမယ်ဒီနေ့ကတော့ကျမဝေါ်ဆိုတဲ့ဥစ္စာရယ်နီဆိုတဲ့ဟာရယ်မန်ဆိုတဲ့ဥစ္စာရယ်လုံးမယ်ဝေါ်နီဝေါ်မန်နီမန်အဲ့ဟာကိုလေ့ကျင့်မယ်တနေ့ကို3လုံးပဲမနက်ဖြန်လဲ3လုံးဝေါ်9ချက်ရှိပါတယ်စုပ်ချက်ကဆွဲမယ်ဟိုတယ်ဝေါ်နောက်တစ်ခါထပ်ဆွဲမယ်ဆွဲဟိုတယ်ဝေါ်ရရှိပြီနောက်နီကနင်းနဲ့နီရဲ့ဆက်ဆွဲမယ်ဆွဲတစ်ချက်ဆွဲဥမာဝိုင်းဟောထားလိုက်တော့နီဆွဲမယ်ဒီနေ့ကို3လုံးပါပဲဖြည်းဖြည်းချင်းစီသွားလို့ရှိရင်ဒီနေ့ကိုနည်းနည်းနဲ့သွားလို့ရှိရင်အချိန်တန်လေရလာမယ်ဆိုတဲ့ဥစ္စာကိုကျမကိုယ်တိုင်စမ်းသပ်ကြည့်မှာဖြစ်ပါတယ်နီရပါပြီဝေါ်နီမန်အများကိဝေါ်မန်နီမန်တို့နဲ့တွဲတဲ့ခုကောင်တစ်ချက်ဆွဲမယ်နောက်မယ်ပြီးရင်နောက်တစ်ချက်ပြီးရင်အောက်နားလေးမှာတစ်ချက်ပြီးရင်မန်မှာနေ့တိုင်းတစ်နေ့3လုံးဆွဲပါမယ်ကဲပြီးပါပြီဝေါ်နီမန်ရပါပြီနှစ်ဖြတ်မှာ